အိမ်အောင်ပြုတော့မယ်ဆိုရင်အိမ်အောင်ပြုတယ်ဆိုတာကလေးကစားစရာအလုံးမျိုးမဟုတ်ဘူးလေးနဲ့တဲ့ပေါင်းဆက်ခြင်းပဲဒါကြောင့်ကာမစိတ်တစ်ခုပဲသိရင်မမောရင်အိမ်အောင်မပြုပါနဲ့ချစ်တာတစ်ခုပဲသိနေရင်အိမ်အောင်မပြုနဲ့ရင့်ကျက်ပြီးအသိပညာပြည့်စုံမှသာအိမ်အောင်ပြုသင့်ပါလေအခုခေတ်ကအသက်15-16အရွယ်ဆိုရင်1လင်ကွာ2လင်ကွာ3လင်ကွာဖြစ်နေကြယောက်ျားလေးဆိုလဲမိန်းမတယောက်ပြီးတယောက်ပေါင်းဖက်နေကြတဲ့ဖြစ်ပျက်ကြီးပါအကြောင်းကလည်းဘူးမသိဘာမသိပဲနဲ့ချစ်ကြကြိုက်ကြညားကြတယ်ရင့်ကျက်မှုမရှိအတွေးခေါ်နေပြီးတော့အလုတ်ကင်မနိုင်ရင်လေရန်ဖြစ်စကားများပြီးတော့ကွဲကွာကြတယ်အိမ်အောင်မပြုတ်မီမှာကိုယ့်ကိုယ်အရင်သုံးသက်ကြည့်ပါယောက်ျားလေးဆိုရင်အိမ်အောင်ဦးစီးနေရကြည်ပြွန်စွာထမ်းဆောင်နိုင်ပါသလားမိသားစုကိုရောရှာဖွေကျွေးမွေးနိုင်ပြီလားအလုတ်ကင်ကိုရောပိုင်နိုင်လုပ်နိုင်သလားကိုမိန်းမနဲ့ပတ်သက်တဲ့ကိစ္စအဝဝကိုတာဝန်ယူနိုင်ပါသလားလေးလာတင်ယူမှုတွေရောပြည့်စုံပြီလားမိန်းကလေးဆိုရင်တော့အိမ်ရှင်မကောင်းတယောက်ဖြစ်အောင်လုပ်တဲ့ကင်တက်ပါသလားလင်းဝဲတရားကိုရောကြည်ပြွန်စွာထမ်းဆောင်နိုင်ပါသလားရှာဖွေသမျှကိုဘလို့စုဆောင်းပြီးဘလို့တိုးတက်အောင်ကြံဆောင်နိုင်ပါသလဲမိခင်နေရရောက်လာရင်ကိုသားသမီးကိုတေချာတွန်းတင်ဆုံးမတတ်ပါသလားအပြူဘဝလိုပေါ့ပြက်ပြက်နေထိုင်လို့မရတော့တာကြောင့်ရင့်ကျက်တည်ငြိမ်စွာနေထိုင်နိုင်ပါသလားတကယ်တော့အိမ်အောင်ပြုတ်တယ်ဆိုတာတွေးတဲ့စဉ်းစားတတ်ရင်အရန်ကိုခက်ခဲတယ်ဖြစ်တယ်လို့ဖြစ်ပါစေညားပြီးရင်သူ့လိုနေသားကျသွားလိမ့်မယ်ဆိုတဲ့စောက်ပိန်းအုံနောက်မျိုးနဲ့တော့မတွေးပါနဲ့အနာဂတ်မှာဇနီးကောင်းလင်ကောင်းဖြစ်အောင်ပဲစူးစမ်းပြီးနေထိုင်နိုင်မှသာအိမ်အောင်ပြုတ်စေခြင်းနဲ့လင်ရမရရဖြစ်လာပြီးဆိုရင်တယောက်ပေါ်တယောက်လဲလိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်ရမယ်အကောင်းအဆိုးကိုလည်းအတူတူမျှဝေခံစားနိုင်ရမယ်အခက်ခဲဆိုတာရှိသမျှပါပဲတယောက်ကိုတယောက်လဲအပြစ်မတင်ကြပါနဲ့ရံမဖြစ်ကြပါနဲ့အကျင့်ပါသွားနိုင်တယ်ဒေါသနဲ့ပြောလဲဒီစကားပဲပြပြလဲပြောလဲဒီစကားပါပဲသို့တော်လဲကောင်းကောင်းမွန်မွန်ပြောဆိုညှိနှိုင်းခြင်းကအရန်ကိုတန်ဖိုးရှိသေးပြီးတော့ပြည်လဲစီပါတယ်အိမ်တော်ဦးစီးဖြစ်တဲ့အတွက်လဲအရက်သေးစားလောင်းကစားလုပ်ခြင်းရှောင်ကျဉ်မှာအစကောင်းမှအနှောင်းသေးကြသလိုမွေးလာတဲ့သားသမီးကိုလဲလမ်းစပြီးတော့မခင်းပြပါနဲ့တန်ဖိုးရှိစွာနေထိုင်ရင်အဖိုးတန်တဲ့ကလေးများရလိမ့်မယ်အိမ်ရှင်မဆိုလဲသားသမီးများကိုလိမ္မာရေးကြရှိအောင်သွန်သင်ဆုံးမနိုင်ပါစေအစဲတော့မပါစေနဲ့ကြားပါများတော့လဲကလေးတွေရဲ့ပါဇက်မှာဆွဲနေတတ်တယ်လေတင်လွယ်တက်လေတဲ့အရေးမှာအကောင်းဆုံးဖြစ်အောင်လမ်းပြပါတန်ဆိုတာပူတော့မယ်လိုချင်တဲ့ပုံစံထုစစ်လို့ရမယ်အေးခဲလာလေးမာကြောလာလေးပဲသားသမီးမကောင်းရင်မိဘကောင်းနဲ့ตาရတဲ့မိသားစုဘဝတွေပိုင်ဆိုင်နိုင်ကြပါစေဗျာ